အဲ့တော့ကျွန်တော်တို့အခုဒီ logo ပေါ့နော် real life logo လေးတွေကိုကျွန်တော်တို့ဒီကြည့်ရအောင်ကျွန်တော် portfolio လေးပေါ့နော်အဲ့တော့ဒီ logo လေးကဘာလို့ဒီအကြောင်းသုံးရတယ်ဒီလို shape ဘာလို့သုံးရလဲဒီလို type ဘာလို့သုံးရလဲဆိုတာကိုကျွန်တော်တို့ပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်ရဲ့ဒီ logo design တချို့ကိုဒီကျွန်တော် Fusional website ထဲမှာတွေ့ရမှာပါเนาะအဲ့တော့ဒီထဲမှာဆိုရင်ဒီကောင်လေးဆိုရင်5ပေါ့เนาะနာမည်လေးကတော့ရိုးရိုးလေးပဲ VYBE အဲ့ဒီမှာဆိုရင် watermark ကိုတုံးထားတာပေါ့နော်ဘာလို့ watermark တုံးလဲဆိုရင်ကျွန်တော်ဒီ logo အတန်ထွက်လေးကလည်းတစ်လုံးနဲ့ပဲပြီးရင်တိုးလဲတိုးတယ်ပေါ့နော် vibe ဆိုတာတိုးလဲတိုးအဲ့တော့ကျွန်တော် watermark logo လေးတုံးနေနာမည် watermark ကိုမှစာရေးပဲရေးထားမျိုးမဟုတ်ဘူးလယ်မှာ star လေးထည့်ထားပါတော့အဲ့တော့ star ကဒီတိုင်းရှောက်ထည့်လိုက်တာတော့မဟုတ်အဲ့တော့သူတို့ရဲ့ဒီ model ပေါ့နော်သူတို့ရဲ့ slogan ပေါ့ slogan ကကျွန်တော် style ရှိမှ star ဖြစ်မယ်ပေါ့နော်အဲ့တော့ဒီကောင်ဆိုရင် clothing brand ပေါ့ပမာကြီးဆိုရင်ပြောလေးရှိရ style ရှိမှ star ဖြစ်မယ်ပါညာအဲ့တော့ဒီ star ကိုစားပြုတဲ့အနေနဲ့သူတို့ရဲ့ brand မှာ star လေးကိုထည့်ပေးထားတယ်အဲ့တော့သူတို့ရဲ့ brand ဝင်ရင် star ဖြစ်မယ်ပေါ့နော် style ရှိရ star ဖြစ်မယ်အဲ့လိုအဓိပ္ပာယ်လေးတက်ရောက်တယ်ပေါ့နော်အဲ့တော့ခုကြည့်အောင်raw band ပဲထားပါအဲ့တော့ logo တွေကတခါကြလို့ရှိရင်ဒီတိုင်းပဲပြပေးလို့များကျွန်တော်ဒီ preview ပြတဲ့အချိန်မှာအနည်းဆက်ဆုံးပေါ့နော်အနည်းဆက်ဆုံးပြပေးတင်တယ်တခါလေကျရင်ဒီကောင်ဆိုရင် raw band ဆိုရင်ဒီ R ကိုပဲကျွန်တော်ယူထားတာပေါ့နော် R ကိုပဲ symbol လေးလောက်ထားအဲ့ပြီးရင်သူ့ရဲ့ brand ကကြတော့သူ cycle တွေထုတ်တာပေါ့နော် cycle တော့3 way cycle ကိုထုတ်မဲ့ brand အဲ့တော့ဒီလို brand တွေဆိုရင်အခုလက်ရှိဆိုရင်ဒီ icon လေးပဲတင်တယ်ပေါ့နော်တိုးကြဆိုရင်တိုးတာ icon လေးတိုးတာအရှိကြီးကားမှလာမရေးထားသူက symbol လေးရှိ symbol လေးပဲလာကတ်ထားအဲ့ဒီမျိုးစားတော့ဒီကားတွေဒီ cycle တွေမှာတော်တော်များသုံးတယ်ဒီမှာလည်းလို့ပဲဒီလိုအမျိုးအစားကိုသုံးထားတယ်ပြီးရင် preview ပြတဲ့အချိန်မှာကျွန်တော်ကားတို့ဒီ3 way cycle ပါဆိုရင်ဒီအနောက်ကဒီတန်ပေါ့နော်သူ့ရဲ့ body တန် body လို့ပြောလို့ရတော့ဒီလိုမျိုး surface နဲ့ပြီး logo ကစတီးပေါ့နော်စတီးဖြစ်မယ် titanium တို့ aluminum ဖြစ်မယ်အဲ့လိုပုံစံနဲ့ဒါ preview ပြပေးရပါပေါ့နော်အဲ့ဒါ symbol ဆိုသူ့ရဲ့အရှေ့ကောက်ကရှိတယ်နော် symbol ရဲ့နာမည်အဲ့တော့အားကြီးတစ်လုံးနဲ့ရေးထိုင်လဲပါမှမသိဖြစ်တယ်เนาะအဲ့တော့ဒီမှာဆိုရင်symbol တစ်ခုတည်းကျွန်တော်ထားရမယ်ဆိုရင်အာရဘာအာကြီးပဲเนาะမသိနိုင်ဘူးအဲ့တော့နာမည်နဲ့တော့တွဲရေးပြရတယ်လိုအပ်လို့ရှိရင်အပြည့်သုံးပြရတယ်မလိုအပ်တဲ့နေရာမှာဆိုရင် icon တစ်ခုပဲသုံးပြရတယ်ပေါ့เนาะအဲ့တော့ဒီနေရာမှာကျတော့တချို့ဟာတွေဆိုတော့ကျွန်တော် icon တစ်ခုတည်းနဲ့လုံးလုံးတယ်ပေါ့เนาะဒါကတော့အရင်နှစ်ရှည်လာများဖြစ်သွားတဲ့ brand တွေဒါမှမဟုတ်ရင်အရင်လွယ်တယ်ပေါ့နော်ပုံကြည့်လိုက်တာဘာကိုပြောလဲသိရ brand မှာ Apple ပါလို့ဆိုရင် Apple ပုံပြထားတာဆိုတော့ Apple လို့ရေးပြစားတော့တိတ်မလို့ပေါ့တကယ်တမ်းကျတော့ဒါမျိုးမဟုတ်ဘဲနဲ့ symbol Apple ပဲဒါပေမဲ့တခြားနာမည်တစ်မျိုးဖြစ်နေတယ်เนาะအဲ့လိုမျိုးဆိုရင်တော့တွဲပြန်ပြရတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဒါတော့ full logo ဒါ symbol ပေါ့နော်လို့ပြောလို့ရတယ်နောက်တစ်ဆက်ကြည့်အောင်ဒီကောင်လေးကိုကြည့်အောင်ဖတ်ခါပါအဲ့ဒါဆိုရင် illustration type ထဲမှာပါတယ် illustration type ထဲမှာဘာလို့ပါလဲဆိုရင်ဒီကောင်လေးက illustration ဆက်ထားလို့ပေါ့အဲ့အများအားဖြင့်ဒီကောင်လေးကြာကျွန်တော်ဒီနေရာ data လေးတွေဆိုရင်ဒီလိုမျိုး type လေးနဲ့ပို့တင်သွားတာပါသူဆိုရင်ဒီ category ရဲ့ data လေးပေါ့နော် podcast ဆိုတဲ့ data လေးကိုသူကိုစားပြုချင်တယ်အဲ့တော့ဒီနေရာကိုစားပြုချင်တော့ဒီနေရာမှာတခုအရန်သိတာတဲ့PC တခုထွက်တယ်ဆိုရင်အဲ့ PC တွေပါရင်းနဲ့trademark တွေရှိရဆိုရင်အဲ့ဒီ trademark တွေကိုကျွန်တော်ကိုစားပြုပေးလို့ရတယ်။အခါကျရင်အဲ့လိုမပြုချင်ဘူးဆိုရင်အဲ့လိုမျိုးနေရာ data ကိုကျွန်တော်ဓာတ်ပုံရှိမယ်ပဲထားပါတော့။အဲ့ဒီနေရာဓာတ်ပုံလေးကိုပဲအခြေခံပြီးတော့ illustration type လေးလုပ်တယ်။ပြီးရင်ဒီလိုမျိုး batch လို့ခေါ်တာပါနော်။တစ်စိတ်လိုမျိုးပါအဲ့တစ်စိတ်လေးထည့် side title ထည့်တယ်ဒါ sub title ပါနော်အဲ့လိုအစီပြန်လုပ်ရမှာပေါ့။အဲ့လိုမျိုးထည့်ပြီးတော့ဒီ logo လေးတစ်ခုဖန်တီးထားတာပေါ့။အဲ့တော့ဒီကောင်လေးကကျတော့ပြောချင်အရင် simple တော့မဖြစ်ဘူး simple ဖြစ်ချင်တယ်ဆိုတာဒါမျိုးတွေကိုကျွန်တော်ရှောင်ရမယ်ဒါတော့အရင် simple ဖြစ်တယ်သူကတော့ဒီလက်ဖက်6ဆိုတော့ကျွန်တော်လက်ဖက်6ဘူးတွေပိုင်းမှာဆိုဒီလိုတစ်စိတ်ကြာကတ်ထားလို့ရတယ်အဲ့ဒီတော့ဒီလိုမျိုး logo တွေကသုံးပြီးလို့အဆင်ပြေတယ်ပြီးရင်ဒီအောက်မှာဆိုရင်ကျွန်တော်ဒီ preview တွေရှိမယ် preview ပြရင်လည်းဒီလက်ဖက်6 brand ဖြစ်တဲ့ဒီလက်ဖက်6နဲ့သက်ဆိုင်တဲ့ပုံလေးသုံးပြီးတော့ဒီ preview ပြပေးရဆိုပို့ပြီးတော့ဒီ harmony ရှိတယ်ပေါ့နော်အဲ့ဒီအပိုင်းကတော့နောက်မှကျွန်တော်တို့ထပ်ပြီးအကျယ်သွင်းပြောမှာပေါ့နော်အဲ့တော့ဒီကောင်လေးဆိုရင်မျိုးချစ်ပမာ brand
အဲ့တော့ဒီ logo လေးကတော့ဒါလည်းအတူတူပဲ badge design ပဲဒါပေမဲ့တော့ combination လို့တော့ပြောလို့ရတယ်ဒီထဲမှာဆိုရင် shape ကြီးတွင်းထားပါအရင် detailing ဖြစ်တဲ့ logo တစ်ခုလို့ပြောလို့ရတယ်အဲ့ဒါအရင်ပမာလဲဆက်နေအဲ့တော့ဒီနာမည်လည်းအရင်ပမာဖြစ်တာเนาะမျိုးချစ်ပမာဖြစ်တာအဲ့တော့ shape ကိုလည်းပမာစနဲ့ပြင်တော့တူရိယာရောင်းတယ်ဆိုတော့ကျွန်တော်ဒီပမာတူရိယာတွေထဲမှာဆိုရင်ဒီO0 တို့ 2 pad တို့ပေါ့နော် C တော်ကြီးတို့အဲ့လိုမျိုးရှိတယ်အဲ့လို shape တွေဆိုရင်အဝိုင်းတွေများတယ်ပြီးအဝိုင်းတွေမှာကျွန်တော်တို့ဒီဘေးမှာဒီdesign စင်တဲ့ design တွေရှိတယ်เนาะအဲ့လိုမျိုး design တွေ inspiration ယူပြီးတော့ logo ကိုဒါပြန်ပြီးဖန်တီးထားတဲ့ပုံစံပေါ့နော်အကြည့်လိုက်အော်ဒါတူရိယာမတူရိယာအငွေတက်တစ်ခုပါနေတာမျိုးပေါ့နော်ဟုတ်လားဒါဆိုရင်logo name ပေါ့ title လို့ပြောလို့ရတယ်ဒါဆိုရင် subtitle ဖြစ်သွားမယ်နော်ဒီတစ်ခုလုံးပေါင်းလိုက်တော့ဒါ logo တစ်ခုတည်းပေါ့နော်ဒါ preview ပြန်လုပ်ပြထားတယ်ဒါဆိုရင် simple shape အနေနဲ့ဒါပြန်ပြထားတာပေါ့နော်ဒါဆိုရင် full logo color အကုန်လုံးပါတဲ့ logo full logo လို့ပြောလိုက်ရတယ်တခါကျရင်ဒီ logo ဟာအကုန်လုံးကျွန်တော်နေရာစုံလိုက်သုံးလို့မရအောင်မရတဲ့အခါမှာဒီမျိုးလုံးဝဟို black ပေါ့နော် black version ပြန်ပြောင်းပြီးတော့ပြပြရတဲ့အခါမျိုးရှိတယ်ပေါ့နော်ဒါက black ပြောင်းထားတဲ့ logo ပေါ့ okay ဒီကောင်လေးကြည့်အောင်ဒါလေးဆိုရင် HOG ပါနော် construction logo လေးသူ့ရဲ့အရှေ့ကောက်က hand of god ပေါ့နော် hand of god ပေါ့သူတို့ရဲ့ဒီ brand concept ကတော့ဒီဘုရားသခင်ကတည်ဆောက်ပေးထားတဲ့ဒီအိမ်တို့အဆောက်အဦတို့ပေါ့နော် hand of god ဘုရားသခင်လက်နဲ့တည်ဆောက်ပေးထားတယ်ဆိုတော့ brand concept ပေါ့ construction logo ဒီမှာဆိုရင် icon လေးတစ်ခုနဲ့ကိုစားပြုပြရတယ် icon လေးကဒါဆိုရင်ဒီ building shape ပေါ့နော် building ရဲ့ဒီ down zone shape လေးမှာနေအောင်ထိုးပြီးတော့တစ်ဖက်ကကျတော့ဒါ shadow လေးဖြစ်နေတယ်ဒါကတော့ lighting ကဒီဘက်ကလာနော် lighting shadow လေးပေါ့ဒါဆိုရင် building တောင်ဆောင်လေးဒီမှာဆိုတီးတတာကြီးပဲမြအပေါ်ထိုးပြတာအဲ့တော့ဒီ icon နဲ့ဒီနာမည်ကဘယ်လိုမျိုး harmony ဖြစ်လဲဆိုရင် god ဆိုတာတော့ကောင်းကင်ဘုံဆိုတာကောင်းကင်ဘုံမှာရှိတယ်ကောင်းကင်ဘုံကအပေါ်ပါပေါ့အဲ့တော့အပေါ်ကိုညွှန်ပြထားတယ်အဲ့ဒီစောင့်ရဘုရားသခင်အပေါ်မှာရှိရဘုရားသခင်တည်ဆောက်ထားတယ်အဲ့လိုမျိုးအတိတ်ပဲเนาะ brand concept က hand of god HOG hand of god အဲ့လိုမျိုးပဲအဲ့နာမည်ရယ်ပြီးရင်သူ့ရဲ့ brand concept ဆိုတာရှိရယ်ပြီးရင်သူ့ရဲ့business ပေါ့ဒါဆို business construction လို့ construction လို့ပြောကြ construction ကိုစားပြုပေးနိုင်မှာတခုခုပေါ့နော်ဒါ building ဆိုမဲ့ building ကိုအရင်သွားထည့်ရတာမျိုးမဟုတ်နော်ဒီတောင်စုံလေးတခုလောက်ပဲကျွန်တော်ဒါအရင် simple shape ပေါ့နော် modern shape တွေတော့များတော့ကျွန်တော် simple ဖြစ်တာပဲကောင်းတယ် simple ဆိုရင်ဒီလိုမျိုး shape လေးဆိုတော့ကျွန်တော် premium လုပ်မလားချီပဲထိုးမလားဘေးပုတ်ကြီးလောက်ထောင်မလားဘယ်လိုနေရာမျိုးဖြစ်ဖြစ်အဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးဟာတွေတော့ GUI လောက်ချင်တယ်ဆိုတော့ simple shape တွေပဲကျွန်တော်သုံးတာအကောင်းဆုံးပဲဒါတော့preview brand essentials လို့ခေါ်တယ် logo ထွက်လာပြီဆိုရင်ဒီ logo နဲ့ကျွန်တော်ဒီ logo ပြန်ယူပြီးတော့ business card တွေ letter head တွေလုပ်ပေးရတာပေါ့နော်အဲ့ဒီချိန်မှာလည်းသူ့ရဲ့အငွေသက်ပါနေအောင်လို့အကြောင်းတွေကိုပြန်ပြီးတော့တုံးပေးရတယ်ပေါ့နော်ဒါဆိုဒါ brand ဆိုတော့ brand identity ဖြစ်လာတာပေါ့ okay okay ဒီကောင်လေးကြည့်အောင်ဒါလေးကတော့ redesign လုပ်ထားတဲ့ logo လေးတစ်ခုပါသူကဒီ logo အဟောင်းလေးဆိုရင်ဒီမှာဆို page နဲ့ message ကများနေဒီ line တွေလည်းရှိရဲဒီမှာဆိုရင်ဒါ Japan ကိုစားပြတော့ Japan ကိုစားပြတာJapan အလံကိုစားပြုထားတဲ့သဘောပေါ့နီးစက်လေးဒီမှာအဖြူလေးပေါ့ဒီမှာဆိုရင်ကြည့်မယ်ဆိုရင်ဖြူဆိုရင်မဲ့ background အဖြူစားရေးပိုင်းမှာထားမယ်ဆိုရင်ဒီအဖြူရပျောက်သွားမှာတကယ်တော့အဲ့တော့အဖြူကြီးတိုင်းရမထည့်ပဲနဲ့ gray လေးပေါ့ကြည့်လိုက်လို့ရှိရင်တော့အဖြူရောင်လေးပဲထင်ရတယ် gray လေးထည့်ထားပါတော့အဲ့လိုသဘောလေးပဲဒီကောင်ကိုကျွန်တော်ကဒါ redesign လုပ်တာဒီလို shape တွေကိုအရင် completely ပေါ့နော်အစ်စ်ကြီးတော့ all new မပြောင်းချင်ဘူးလောက logo original အရသာလည်းပါချင်တယ်ဆိုတော့ဒီနှစ်ခုကွဲနေတဲ့ဒီ icon တစ်ခုကျွန်တော်စုပေးလိုက်တယ်အဓမ္မဆိုရင်သူရဲ့ shape လည်းပါတယ်သုံးတဲ့ color အနည်းအပြားလည်းပါတယ်ဒါဆိုရင် Japan ရဲ့ဒီ Japan အဆက်အဝိုင်းရဲ့အဝိုင်းကိုကျွန်တော်တစ်စိတ်လေးဒီမှာထည့်ပြလိုက်တယ်နော်မှာဆိုရင်ကျွန်တော်ပြောရမယ်ဆိုရင်ဒီ line တွေရှိရယ်
ဒီ line တွေကိုမှဒီအနေဆက်လေးနဲ့ combine လုပ်ပြလိုက်တယ်ပေါ့နော်အဲ့တော့ဒီလို logo ကြီးဖြစ်လာမှာဒါဆိုရင် view လေးနဲ့ creative လည်းဖြစ်တယ် innovative လည်းဖြစ်တယ် modern လည်းဆန်တယ်ပေါ့နော်ဒါတော့ redesign လုပ်ထားတဲ့ logo လေးတစ်ခုပါ okay ဒီကောင်လေးကြည့်ရအောင်ဒါတော့ PTV Go PTV Go အဲ့တော့ brand concept ကတော့ဈေးဝယ်တာပြီးသူစီမှာဈေးဝယ်ရင်စိတ်တည်နေမှုရှိရမယ် customer satisfaction မြင့်နေပေါ့နော်အဲ့လိုတဘောပေါ့အဲ့တော့ကျွန်တော်ဒါ smile လေးနဲ့ကျွန်တော်ပေါ်ပြလိုက်တယ်ပြီးရင်ဆွဲအိတ်လေးနဲ့ကျွန်တော်ပေါ်ပြလိုက်တယ်ပေါ့နော်ဈေးဆိုင်ဆိုတော့အဲ့နှစ်ခုပေါင်းပြီးတော့ဒါဆွဲအိတ်လက်ကင်လေးကအောက်ကိုချထားတယ်ဒီမှာဆိုရင်smiling face လေးကျွန်တော်ရလာပါတော့အဲ့လိုတဘောပါ PTV Go အဲ့တော့ကျွန်တော်တို့ white background မှာဆိုရင် color ကတစ်မျိုး black background မှာဆိုရင် color ကတစ်မျိုးဒါပေမဲ့ overall concept ကတော့အတူတူပဲဖြစ်ရမယ်เนาะအဲ့တော့ logo ကောင်းတစ်ခုဆိုတာကျွန်တော်အဲ့လိုမျိုးဘယ်လို background မှာပဲဖြစ်ဖြစ်သုံးနိုင်ရမှာเนาะ use နိုင်ရမှာအဲ့လိုမျိုးဒီကိုကျွန်တော်စဉ်းစားပြီးတော့လုပ်ပြရမယ်အဲ့တော့ဒီမှာဆိုရင်တခါ app icon shape လေးပါကျွန်တော်ယူထုတ်ပြီးတော့ app icon လေးအနေနဲ့ဒါပြပေးထားပါဒါဆိုရင် app သုံးမယ်ဆိုရင်ကျွန်တော်ဒီလိုမျိုး shape လေးရမယ်ဒီလိုပုံစံလေးဒါ preview လုပ်ပြတဲ့သဘောOkay ဒါလေးကြည့်အောင်အခါကျလို့ရှိရင်ကျွန်တော်ကဒီကိုစားပြုပေးရပါတော့ဒါဆိုရင် travel agency သူရဲ့ concept လေးကတော့လွတ်လပ်လပ်ပေါ့ပါနဲ့ပြန်တန်းသွားလာတယ်သွားမယ်ဘောနော်အဲ့လိုဆိုတော့ငှက်လေးတစ်ကောင်လိုမျိုးလွတ်လပ်စွာပြန်တန်းခြင်းနဲ့ပြန်တန်းလို့ရတယ်ဆိုတော့ဒီ brand concept လေးအချိန်တိုင်းမှာဒီ logo လေးလောက်ထားပါတော့အဲဒီမှာအပြိုင်အောင်ကကြတော့အများအားဖြင့်ကျွန်တော် trust ပေါ့trust ဖြစ်စေခြင်းနဲ့ဒီ organization company တို့ဆိုရင်ကျွန်တော်ဒီအပြန်အောင်လို့ပါတော့ကျွန်တော်သုံးပေးလို့ရတယ်ဒီ brand color psychology အပိုင်းကိုကျွန်တော်နောက် course မှာဆက်ပြီးလေ့လာသွားမယ်အဲ့ဒါတော့အပြောင်းလေးအပြောင်းနဲ့အဝအောင်လေးကျွန်တော်တို့လုပ်ထားတဲ့အပိုင်းလေးပေါ့โอเคဒါလေးကြည့်အောင်အဲ့တော့ Mandalay restaurant အဲ့တော့ Mandalay ဆိုပေမဲ့ကျွန်တော် Mandalay နန်းတော်ကြီးတွေသွားထည့်ကြရတော့မလို့ဒီနေရာမှာအရိုးရှင်းလေးပဲ restaurant ဆိုတော့ဒီ plate ပေါ့နော်သမင်းစားတဲ့ပကံအဝိုင်းလေးကိုစားပြရခရင်လေးဒီခရင်လေးကိုမှကျွန်တော် M နဲ့ combine လုပ်လိုက်တာနော် M နဲ့အဲ့တော့ဒါ branding နဲ့လည်းဒီလိုမျိုးကြိုက်သွားတဲ့အချိန်ကြီးဆိုရင်ဒီလိုမျိုးကျွန်တော် logo လေးဖန်တီးလို့ရတယ်နော်အဲ့ဆို M shape ကိုမှခရင်လေးပေါ့အဲ့တော့ဒီလိုလုပ်ထားရဆိုပေမဲ့ client ကသိချင်မှသိမယ်အဲ့ဒီဟာကိုကျွန်တော်ဒီလိုမျိုးပုံစံလေးနဲ့ရှင်းပြပေးတယ်နော်ခရင်ရဲ့ M နဲ့ combine လုပ်ပြီးထားတာဒါတော့အစစ construction လုပ်ထားတဲ့ပုံစံပေါ့အဲ့ဒါ simple ပေါ့နော်ခုနကဒီဒါဆိုရင် full logo ဒါဆိုရင် simple icon ရဲ့ဒါဆိုရင် text ပေါင်းထားတာနော်ဒီတစ်ခုလုံးမှာကျွန်တော်ကဒါ logo လို့ခေါ်တာပေါ့နော်ဒီတစ်ခုလည်းဆို icon ဒါဆို text icon and text ရပေါင်းထားတာကိုဒီတစ်ခုလုံးကို logo ပေါ့နော်တချို့ logo တွေဆိုတော့ size ပဲဖြစ်ရင်ဖြစ်မယ် icon ပဲဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့ဒါ logo ပဲဒီမှာဆိုရင်တော့ logo လို့ပြောရမယ်ဆိုရင်ဒီတစ်ခုလုံး logo ပေါ့နော်ဒီတစ်ခုလုံးပြည့်စုံမှာကျွန်တော်ဒါ logo လို့ခေါ်တယ် okay ဒီဒါလေးဆိုရင်တော့ရှင်းပါတယ်နော် Nobel Moon Nobel Begin ကောင်းဒါဆိုရိုးလေးပဲ Begin ကိုစားပြုချင်တယ်အဲ့ Begin ရဲ့ဒီအဆောက်အုံတွေရဲ့ဒီ inspiring ပေါ့သူတို့ဒီ entrance ဝင်ပေါက်တွေဘာတွေမှာဆိုရင်ဒီလိုမျိုးအချွန် shape ကြီးเนาะတော်တော်များများတွေ့ရတော့အဲ့ဒီဟာကိုပဲ inspire ယူပြီးတော့ဒီလို logo လေးဖန်တီးထားတာပေါ့နော်ဒီဒါဆိုရင်တော့ဒါဘာ icon မှမပါဘူးเนาะဘာ icon မှမပါအဲ့ဒါဆိုရင်ကျွန်တော်ဒီ watermark လို့လည်းပြောလို့ရတယ်เนาะစာရေးပဲပါတဲ့ဟာပေါ့ဒီဆိုရင်1696ပါဒီက1696အဲ့တော့ဘာလို့ဒီကိုကနန်းပေါ်အောင်ပေါ့ကျွန်တော်လုပ်ထားသူ့ brand ခေါ်စေချင်တာကျတော့1696လို့ခေါ်စေချင်တာ169ဆိုလို့ခေါ်စေချင်တာမဟုတ်ဘူးအဲ့လိုပုံစံအဲ့လိုတွားချင်တာကျွန်တော်တခါဒီပမာအခရာနဲ့ပေါ့နော်ပမာအခရာနဲ့တူအောင်တခါစဉ်းစားပြီးတော့9ဆိုရင်ကျွန်တော်ဒီ
မိုက်ကကိုမိုက်ကကိုကဒီလို shape ရှိတယ်9ကဒီဘက်ကိုရှိအဲ့တော့ opposite အဲ့ဒီအောင်ကျွန်တော် flip လုပ်ပြီးတော့ကိုရဲ့ shape နဲ့တူသွားအောင်လို့လုပ်ပြလိုက်တာပါနော်ရိုးလေးပဲဘာမှဟိုကြီးမစဉ်းစားတာမျိုးမဟုတ်ဘူးဒါ creative type ထဲမှာပါတယ်နော်အဲဒါဆိုရင်ကျွန်တော်တေးသေးလေး flip လုပ်လိုက်တယ်ဆိုပေမဲ့သူ့နောက်မှာ meaning တွေတော့ရှိနေတာပါနော်ဒါမျိုး type တွေလည်းကျွန်တော်ရှိနိုင်တယ်ပြီးရင်ဒီမှာဆိုရင်အကြောင်းက2မျိုးပေါ့နော်အကြောင်း2မျိုးခွဲထားတယ်ဒီမှာအစိမ်းရောင်ဒီမှာအနီရောင်အဲ့တော့ဒါနဲ့တတွဲဒါနဲ့တတွဲမတူဘူးပေါ့သူ့ရဲ့ meaning ကတက်ရှိရအဲ့တော့1696လို့ခေါ်ချင်တာမဟုတ်ဘူး1696ပေါ့အဲ့လိုထိပဲအဲ့သူ့ brand name က1696 1696အဲ့1696မဟုတ်ဘူးအဲ့တော့ color တွေအဲ့လိုခွဲလိုက်တယ်ဆိုတာကလည်း divide လုပ်လိုက်တာပေါ့နော် divide လုပ်လိုက်တာ space လည်းမချခြင်းဘူးကတ်ရေးခြင်းနဲ့အဲ့ဘာလုပ်ရမလဲဆိုရင် color နဲ့ခွဲပေးလိုက်တာမျိုးပေါ့ okay ဒီကောင်လေးစင်တော့ Nobel ဆိုတဲ့အဓိပ္ပာယ်ဒီ T-nen ဆိုတဲ့အဓိပ္ပာယ်လေးဒါဆိုရင် combine မဲ့ဒီနာမည်ကိုပဲပြန်ပြီးတရုပ်ဖော်ထားတဲ့ logo မျိုးစားပေါ့နော်ဒါဆိုရင် moon ပေါ်မှာဒီကျွန်တော်ဒီ Manly Nano လိုမျိုးဒါဆို Manly Nano ကိုပဲဒီ inspire ယူထားတယ်လို့ပြောလို့ရတယ်သူရဲ့ shape ကိုတော့ line art လေးပြန်ပြောင်းပြီးတော့ view ရှင်းလေးပဲ line တစ် line တည်းလို့ပုံစံမျိုးနဲ့ဒီလို line လေးနဲ့ပဲ construct လုပ်ထားတဲ့ logo မျိုးပေါ့နော်ဒါဆိုရင်ကြည့်လိုက်တော့နာမည်ကတော့ Nobel Moon ပေါ့အပြည့်စုံတော့ပါသွားတယ်Okay အဲ့တော့ဒါလေးဆိုရင်တော့ Bamigo ဒီဆိုရင် travel and tour လို့ပေါ့လေအဲ့တော့ travel တော့ကျွန်တော် land တွေ road တွေမှာဆိုရင်ဟို sign တွေမြင်နေရှိရပါတော့land ညွန်တဲ့တင်ကြီးတိုင်းဖြစ်မယ်ပြီးရင် 3 ပေးတဲ့တင်ကြီးတိုင်းဖြစ်မယ်အဲ့တော့အဲ့လိုမျိုးဟာတွေတော်တော်များများတွေ့ရတယ်အဲ့ဒီ vibe လေးပါခြင်းနဲ့တော့ဒီ land မှာဟို road trip တွေတိုင်းတွားတဲ့ vibe လေးပါခြင်းနဲ့ဆိုဒီလို shape လေးထည့်ပြီးထားပါတော့အဲ့တော့ shape တွေ symbol တွေသုံးမယ်ဆိုရင်ဒီလိုမျိုးmeaning တစ်ခုခုပေါ့ကိုကပြန်ပြောနိုင်ရမယ်ဒါကဘာလို့သုံးထားဆိုတဲ့ဟာလေးကိုပြန်ပြောနိုင်မှာလို့ meaning တစ်ခုပါတဲ့ဟာမှာကျွန်တော်ဒီထည့်တင်တာမဟုတ်လို့ရှိရင်ကိုကတော့အဝိုင်းထည့်လိုက်တယ်ဘာလို့အဝိုင်းထည့်တာလဲပြီးမသိဘူးဒါပေမဲ့လှလို့အဲ့လိုမျိုးလုပ်လို့မရဒါဆို fail လို့ပဲဖြစ်သွားမယ် logo ဆိုတဲ့မျိုးစာအမြင်အတိတ်ပဲ meaning တစ်ခုရှိနေရတယ်အဲ့မှာကောင်းတဲ့ logo တစ်ခုရမှာပေါ့နော်အဲ့ဒါဒီတချို့ပေါ့ portfolio တချို့ပဲဖြစ်တယ်ပိုပြီးသိချင်တယ်ဆိုတာကျတော့ diffusionvisualarts.com ထဲမှာဒီမျိုးလေ့လာလို့ရပါတော့ဒီထဲမှာ branding တွေရှိမယ်branding တွေ mock-up တွေအမျိုးရှိမယ်เนาะ brand concept တွေဒါမျိုးလေးဆိုရင်ကျွန်တော်အမြင်နဲ့လေ့လာပြီးတော့ဟိုဘယ်လိုမျိုး color လေးဆက်တယ်တွေ့တဲ့နေရာတိုင်းမှာလိုက်ကြည့်နေရမှာเนาะဒီ color လေးဆက်ထားလာတယ်ကိုယ်ဆိုရင်ဘယ်လိုမျိုးပြန်သုံးလို့ရအဲ့လိုအမြင်နဲ့တွေ့နေရမှာအဲ့ဒါမှ course ကြီးကိုအမြင်သင်တင်ရအောင်ပါပေါ့เนาะဒါတော့ကျွန်တော် portfolio လေးပဲဖြစ်ပါတယ်